ကဲအားလုံးပဲမင်္ဂလာပါကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကိုနှွေးထွေးစာပြင်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲကျွန်တော်အင်္ဂါနေ့မှာလည်းထပ်ပြီးတော့ငွေထုတ်ထပ်ပိုက်ရတယ်နော်ကျွန်တော်မနက်ဖြန်အတွက်ဗုဒ္ဓဘုနေ့အတွက်ကိုအကြိုက်ဆုံးပတ်တိခေါ်ပြီးမယ်အကြိုက်ဆုံးမင်းရောက်ွက်အကြိုက်ဆုံးတစ်ခေါက်ပါတယ်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်ကိုရီမားတွေအားလုံးပဲဒါကိုရှမ်းရဲ့ channel ပါ channel ကို subscribe မနေရသေးတဲ့ကိုရီမားတွေအားလုံးပဲ channel ကို subscribe နေမယ်နော်ကဲဒါဆိုရင်မိတ်ဆွေကိုရီမားတွေအားလုံးပဲကျွန်တော်အင်္ဂါနေ့နေကုန်မှာလုံးဝငွေထုတ်ပိုက်ရတယ်နော်ဘလို့လေးပိုက်ရလဲဆိုရင်ကျွန်တော်နော်ကိုလေးဝမ်းချင်းနဲ့ကျွန်တော်နေကုန်စာပေးထားတာနော်ကိုဒီမတွေအားလုံးပဲကျွန်တော်မနေ့ကတည်းကတခါလေးပြောပြီးသားကျွန်တော်ပေးတဲ့ကဏ္ဍဒီမနေ့ညမှာတကောကတော့ကျင်းသေးပါမယ်နော်ကိုဒီမတွေအားလုံးပဲလုံးဝအဆင်ပြေတယ်နော်ကျွန်တော်မနေ့ပိုင်းမှာဆိုရင်ကိုပတ်တီးပဲအဆင်ပြေလိုက်တယ်နော်ရာရတူတွေနဲမယ်ကိုဒီမတွေအားလုံးပဲညနေပိုင်းမှာဆိုရင်34မိန်းခွက်4913အခေမှာလည်းအဆင်ပြေတယ်4ပတ်တီးမှာလည်းအဆင်ပြေတယ်နော်အလိုက်ဘယ်လားဆိုရင်မဟုတ်သေးကြံနေတဲ့ကိုဒီမတွေအားလုံးပဲကျွန်တော်အဖွဲ့ဝင်သမားတွေနော်အဖွဲ့ဝင်သမားတွေကျွန်တော်34မွေးကနန်းအထက်အဆင်ပြေတယ်ကျွန်တော်အာမခံပတ်တီးထွက်တယ်မွေးကနန်း34ထွက်တယ်မွေးကနန်းကတော့အပတ်တိုင်းလိုထွက်တယ်အာမခံပတ်တီးကလည်းအပတ်တိုင်းလိုကြားတယ်လုံးဝအဆင်ပြေတယ်နော်ကဲကျွန်တော်အလိုက်ဘယ်လားဆိုရင်ကျွန်တော်အင်္ဂါဗုဒ္ဓဘုအတွက်နော်အဖွဲ့ဝင်သမားတွေရောနေတဲ့သမားတွေရောလက်ဆောင်ပေးထားတာ3ပတ်တီးထပ်ပြီးတော့ကြားတယ်34နော်ဒီညနေမှာလုံးဝအဆင်ပြေတယ်ဘယ်နဲ့သီးစားအောင်မန်းအောင်မသိတော့ပါဘူးကိုရီမတွေအားလုံးပဲเนาะကျွန်တော်၄ချိန်ကို3ချိန်တိတိအဆင်ပြေသွားပြီเนาะ၄ချိန်ကို3ချိန်တိတိအဆင်ပြေသွားပြီကိုရီမတွေအားလုံးပဲမနေ့ပြန်ဗုဒ္ဓဘုနေ့အတွက်ကိုလည်းကျွန်တော်အကြိုက်ဆုံးပတ်တီးပါတယ်မယုံကွက်ပါတယ်အကြိုက်ဆုံးတကူကောင်းပါတယ်เนาะအဲ့လာကြောင့်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်အဖေဝင်သမားတွေဘာဆက်လုပ်တင်လဲဆိုရင်နားလို့ရပြီเนาะကျွန်တော်ဖွဲ့သမားတွေဆိုရင်အာမကန်10ပတ်သီးထွက်တယ်လက်ဆောင်ပတ်သီး3ပတ်သီးထွက်တယ်เนาะကျွန်တော်မွေးကနေ34ဆိုရင်မွေးကနေထက်ထွက်တယ်เนาะနေတရကိုဒီမိုင်းဆိုရင်เนาะဟိုတရင်းနာနေညက်တွေကကျွန်တော်81မိန်းခွက်ရတယ်เนาะမနက်ကဆို9ပတ်သီးနဲ့အဆင်ပြေဒီညက်နေမှာဆိုရင်เนาะ34မိန်းခွက်ထက်ရတယ်เนาะ4ပတ်သီးလည်းအဆင်ပြေတယ်4913အခွေမှာလည်းအခွေနဲ့ထက်မိတယ်เนาะလုံးဝအဆင်ပြေတယ်เนาะကိုဒီမားတွေအားလုံးပဲเนาะကိုရှမ်းမကတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးတယ်ကိုရီမားတွေအားလုံးပဲเนาะအမားမှန်တော့လက်တင်ခပေးပါကျွန်တော်လည်းအမြင်နဲ့မမှန်ပါဘူးအမြင်နဲ့လည်းမမှားပါဘူးဒါပေမဲ့ကျွန်တော်ချင်းမိတ်ဆွေကိုကြီးမာကြီးအားလုံးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးတယ်เนาะကဲဒါဆိုမနေ့ဖြတ်တော့သွားမယ်เนาะအဖွဲ့သမားကြီးလည်းကျွန်တော်မှားစရာရှိပါတယ်အဲ့ဒါကြောင့်တေချာလေးနားထောင်မယ်အစားဆုံးလေးနားထောင်မယ်เนาะမနေ့ဖြတ်တက်သွားမယ်မနေ့ဖြတ်မှာကိုရှားရင်မင်းကြိုက်ဆုံးလုံးပိုင်ဘာလဲဆိုရင်ကျွန်တော်တို့မနေ့ဖြတ်မှာလည်း၄ကိုတစ်လုံးเนาะမနေ့ဖြတ်မှာလည်း၄ကိုတစ်လုံးကျင်းနေကြမယ်เนาะမနေ့ဖြတ်ဗော်ဒဖုန်းနဲ့နေကုန်မှာကိုရီမားတွေအားလုံးပဲ4ပိုင်9ပိုင်ညှိအောင်ထိုးညှိအောင်ကစားကျွန်တော်အလားပဲပြောမယ်ကိုရီမားတွေအားလုံးပဲကျွန်တော်မိန်ရောက်ွက်တွေထုတ်ပေးမယ်အကြိုက်ဆုံးတကောကောင်းတွေထုတ်ပေးမယ်နော်ကိုရီမားတွေအားလုံးပဲမနေ့ဖြစ်မှာ4ပိုင်9ပိုင်ထိအောင်ကစားထိအောင်လိုက်စော်ပါကိုရီမားတွေအားလုံးပဲနော်ကျွန်တော်ကိုရီမားတွေအားလုံးပဲမနေ့ဖြစ်မှာလည်းထပ်ပြီးတော့အစင်မြောင်လုပ်ပေးထားတယ်နော်မနေ့ဖြစ်မှာကြားဖို့ရခိုင်တော့ပုံများတယ်100ရာခိုင်တော့80ရာခိုင်တော့ကုပတ်မှာကိုရီမားတွေအားလုံးပဲနော်ကဲဒါဆိုရင်မနေ့ပြန်တက်သွားမယ်ကိုဒီမားတွေအားလုံးပဲ8ရက်9လ2026ကျွန်တော်ဗုဒ္ဓဘုနေ့အတွက်အဓိကထားပြီးတင်ပေးတာเนาะ4ပိုင်9ပိုင်နဲ့အကြိုက်ဆုံးကွက်တွေခေါ်ပြီးမယ်ကိုဒီမားတွေအားလုံးပဲထုံးစံတိုင်းပဲစောင်းနဲ့ဘောပင်ရှိတဲ့ကိုဒီမားတွေအားလုံးပဲစောင်းနဲ့ဘောပင်နဲ့ရေးမှန်မယ်စောင်းနဲ့ဘောပင်အနားမရှိတဲ့ကိုဒီမားတွေအားလုံးပဲကျွန်တော် comment မှာတစ်ချက်လောက်ရေးပေးပါတစ်ချက်လောက်မှန်ပေးပါเนาะဒါကိုရှိုင်းရဲ့ channel ပါ channel ကို subscribe မနေရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေမယ် subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးကလည်း share တက်တဲ့နေရာလေးမှာ share ပေးပါမျှဝေတက်တဲ့နေရာလေးမှာမျှဝေပြီးတော့ကြည့်ပေးပါเนาะကျွန်တော်ချင်းမိတ်ဆွေကိုဒီမားတွေအတွက်ကျွန်တော်ဘက်ကတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်เนาะကျွန်တော်ဒီ၄ချိန်ကို3ချိန်တိတိအဆင်ပြေသွားပြီးကြံချိန်ကိုလည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်เนาะကြံ6ချိန်ကြံသေးတဲ့6ချိန်မှာကျွန်တော်4ချိန်လောက်တော့အဆင်ပြေအောင်လုပ်ပေးမယ်เนาะကိုရှမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်ကိုဒီမားတွေအားလုံးကိုเนาะကဲဒါဆိုမနေ့ပြန်တက်သွားမယ်နောက်ခဏလေးစတင်ခေါ်ပြီးတော့မယ်ကိုဒီမားတွေအားလုံးပဲကျွန်တော်4ပိုင်9ပိုင်မှာ4နဲ့ပတ်သက်တဲ့မင်းရောကွက်เนาะ4 5ရယ်เนาะတေချာမှတ်ပေးပါကျွန်တော်နှင်းလေးခေါ်ပေးမယ်เนาะဒီထဲမှာအသက်ကြီးရဲ့เนาะဦးလေးလည်းရှိမယ်ဒေါ်လေးလည်းရှိမယ်အဲ့လာကြောင့်ကျွန်တော်နှင်းလေးခေါ်ပေးမယ်တေချာလေးနှထောင်းပေးပါတေချာလေးမှတ်ပေးပါเนาะမှတ်မိတဲ့ညီကိုမောင်နှမကြီးကလည်းကျွန်တော် comment မှာခဏမှတ်မိတစ်ချက်လောက်ရေးပေးပါတစ်ချက်လောက်မှတ်ပေးပါเนาะကျွန်တော်မင်္ဂလာရှိအောင်လို့လည်းမင်္ဂလာပါဦးလေတောက်ရှက်ဝင်ရေးမယ်เนาะကျွန်တော်မြည်ချင်ပါတယ်ကိုဒီမားတွေအားလုံးပဲလိုက်လက်မလေး8000 9000မြည်ချင်ပါတယ် viewer လေးလည်းမြည်ချင်ပါတယ်ကိုဒီမားရအောင်ပဲเนาะအဲ့လာကြောင့်လိုက်လက်မလေးတောက်ရှက်နေမယ်เนาะကျွန်တော်မိတ်ဆွေကိုဒီမားတွေအတွက်အကျိုးလုံးဝမရုပ်စေရအောင်ကျွန်တော်ဘက်ကเนาะအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးမှ
နော်စီဇနာကိုတိမှတ်ပြတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်ဘာမှမလုပ်ပေးနဲ့လက်မလေးပဲတောက်ချက်နှိပ်ပြီးနော်ကဲ45ရဲ့နော်45 42 48 41နော်45ရဲ့42ရဲ့48ရဲ့41ရဲ့နော်4နဲ့ပတ်သက်ရင်အဓိကထိုးရမယ်ခနဲ့နော်45 42 48 41ပါ4နဲ့ပတ်သက်ရင်အဓိကထားပြီးစော့မယ်ကစားမယ်နော်ကဲဒါဆိုရင်မိတ်ဆွေကိုရီမားတွေအားလုံးပဲ9ပိုင်နဲ့ပတ်သက်တဲ့မင်းရောခေါ်ပြီးမယ်နော်မနေ့ကမှကိုရီမားတွေအားလုံးပဲနော်ကျွန်တော်ပေးရခနဲ့ဒီမနေ့ညမှာနော်တကြံတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးတယ်နော်နှစ်ကြိမ်မဟုတ်ရင်တော့မှတကြံတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပြီးသားကိုရီမားတွေအားလုံးကိုနော်အဲ့ဒါကြောင့်မနေ့ကမှကိုရီမားတွေအားလုံးပဲနော်ကျွန်တော်ဒီထက်အကွက်မပါဘူးဆိုရင်နော်ဒီထက်ကကျွန်တော်ပေးတဲ့အကွက်မပါဘူးဆိုရင်ညနေပိုင်းကိုတင်ထိုးမယ်တင်ကစားမယ်နော်အဖေဝင်သမားတွေကျွန်တော်ပြောပြပြီနော်အားလုံးပဲနားလို့ရပြီကျွန်တော်တင်ပေးတဲ့နေတဲ့ကနေလေးယူဆော့မယ်ယူကစားမယ်နော်45 42 48 41 45ရဲ့42ရဲ့48ရဲ့41ရဲ့4နဲ့ပတ်သက်ရင်အဓိကထားပြီးဆော့မယ်ကစားမယ်နော်ကဲဒါဆိုကျွန်တော်ကိုရီမားတွေအားလုံးပဲကျွန်တော်9နဲ့ပတ်သက်တဲ့ကနေ95 96 98 91နော်95ရဲ့96ရဲ့98ရဲ့91နော်အဲ့ဒါ9နဲ့ပတ်သက်ရင်အကြိုက်ဆုံးအကွက်တွေပါကျွန်တော်အကြိုက်ဆုံးတကောင်းပါပါတယ်ကီးတွဲခွေလေးကျွန်တော်ကြိုက်ပါတယ်အဲ့ဒါကြောင့်အစာအဆုံးလေးနားထောင်ပေးပါကိုရီမားတွေအားလုံးပဲနော်ကျွန်တော်အကြိုက်ဆုံးတကောင်းတွေမခုတ်ခင်မှာကျွန်တော်အဖွဲ့သမားကြီးကျွန်တော်ပြောမယ်နော်ကျွန်တော်ဗိုလ်တပူးနေ့ညနေပဲရောက်တာနဲ့နော်ဗိုလ်တပူးနေ့ညနေပဲရောက်တာနဲ့အားလုံးပဲအဖွဲ့ပြန်ဝင်လို့ရပါပြီကိုရီမားတွေအားလုံးပဲနော်ကျွန်တော်ဒီတစ်ပတ်မှာလူကြီးရဲ့အခန်းသားနဲ့ကျွန်တော်ပေးမှမှလို့ကိုရီမားတွေအားလုံးပဲနော်စောစောလေးတော့လောင်းဝင်ထားပါဗိုလ်တပူးနေ့ညနေပဲရောက်တာနဲ့ကျွန်တော်လူကောင်းကိုရီမားတွေအားလုံးပဲပြန်ဝင်လို့ရပြီနော်ကျွန်တော်လူကြီးရဲ့အခန်းသားကြော်သွားရင်လူဟောင်းမျက်နှာလဲထောက်မှမဟုတ်ပါဘူးလူသိမျက်နှာလဲထောက်မှမဟုတ်ပါဘူးအဲ့ဒါကြောင့်လူဟောင်းကိုရီမားတွေအားလုံးပဲဖုန်းဝင်တဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်ဗိုလ်တပူးနေ့ညနေရောက်တာနဲ့အားလုံးပဲပြောင်းလို့ရပြီနော်ကျွန်တော်လူကြီးရဲ့အခန်းသားနဲ့ပဲခြာပေးတော့မှာပဲကိုရီမားတွေအားလုံးပဲနော်ကြာတာပြီးတောက်ကြမှာကျွန်တော်ကြိုက်ဆုံးလက်ဆောင်ပါတီလုံးထုတ်ပြီးမယ်အကြိုက်ဆုံးတကူကောင်းထုတ်ပြီးမယ်ခဏအများကြီးမထုတ်ပြီးတော့နော်အဲ့ဒါကြောင့်ကျွန်တော်ကြိုက်ဆုံးလက်ဆောင်ပါတီလိုချင်တယ်မင်းရောတကူကောင်းလိုချင်တဲ့ကိုရီမားတွေအားလုံးပဲဗိုလ်တပူးနေ့ညနေရောက်တာနဲ့ကျွန်တော်အားလုံးပဲပြောင်းလို့ရပြီနော်ကဲဒါဆိုမိတ်ဆွေကိုရီမားတွေအားလုံးပဲเนาะကျွန်တော်တို့အကြိုက်ဆုံးကီးတွဲခွေက8169ခွန်ကီးတွဲခွေเนาะ8169ခွန်ကီးတွဲခွေမှာပြန်ကနေနှစ်ခွက်ပါတယ်เนาะ8169ခွန်ခွေမှာပြန်ကနေနှစ်ခွက်ပါတယ်ကိုရီမားတွေအားလုံးပဲတခြားလေးနားထောင်မှာအဲ့ပြန်ကနေကိုလိုက်ဆော့မယ်လိုက်ကစားမယ်เนาะ8169ခွန်အခွေမှာเนาะပြန်ကနေနှစ်ခွက်ပါတယ်9ခွန်ရဲ့81ရဲ့ပါတယ်เนาะအဲ့လောက်ကိုခွေပြီးဆော့မယ်ခွေပြီးကစားမယ်เนาะ8169ခွန်ကီးတွဲအခွေเนาะကဲဒါဆိုအကြိုက်ဆုံးတကူကောင်းเนาะအကြိုက်ဆုံးတကူကောင်းလာမယ်ကဲလိုက်လက်မလေးတွေကျောက်ကူမိုင်းအားလုံးပဲ5-6တောင်မီးကျင်ပါတယ်လိုက်လက်မလေးနှိပ်ပေးပါနာအလားကိုရှမ်းရဲ့စနာပါကိုရှမ်းကတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးမယ်ကိုရီမားတွေဘက်ကကျွန်တော်လိုက်လက်မလေးပဲတောက်ချက်နှိပ်ပြီးเนาะကမ္ဘာမှာမင်္ဂလာရှိအောင်လို့မင်္ဂလာပါဦးလေဝင်ခဲ့ပါကိုရီမားတွေအားလုံးပဲเนาะကဲအကြိုက်ဆုံးတကူကောင်းလာပြီဗျာကိုရီမားတွေအားလုံးပဲเนาะကျွန်တော်4နဲ့ပတ်သက်တဲ့တကူကောင်း9နဲ့ပတ်သက်တဲ့တကူကောင်းเนาะကဲ4နဲ့ပတ်သက်ရင်ကိုရှမ်းလို့ကြိုက်ဆုံးတကူကောင်းက40ခွန်ဒီတကူကောင်းเนาะ4နဲ့ပတ်သက်ရင်4ခွန်တကူကောင်းเนาะ4နဲ့ပတ်သက်ရင်4ခွန်တကူကောင်း9နဲ့ပတ်သက်94ဒီတကူကောင်းเนาะ4ခွန်94အကြိုက်ဆုံးတကူကောင်းเนาะကီးတွဲခွေက8169ခွန်ကီးတွဲခွေเนาะကနန်းလေးကိုစုံစမ်းလင်းသိအောင်လို့ကျွန်တော်အစအဆုံးလေးပြန်ခေါ်ပေးမယ်အလားကိုကျွန်တော်ကိုရီမိုင်းအားလုံးကျွန်တော်ပြောရင်တော့နေကုံဆော့ရမှာเนาะကဲ4ဘက်ဒီ9ဘက်ဒီเนาะ4နဲ့ပတ်သက်ရင်45 42 48 41เนาะ9နဲ့ပတ်သက်ရင်95 96 98 91เนาะကျွန်တော်တို့အကြိုက်ဆုံးကီးတွဲခွေ8169ခွန်ကီးတွဲအခွေเนาะကျွန်တော်တို့အကြိုက်ဆုံးတကွက်ကောင်4နဲ့ပတ်သက်ရင်40ခွန်တကွက်ကောင်9နဲ့ပတ်သက်ရင်94တကွက်ကောင်เนาะမနေ့ကမှလည်းအဆင်ပြေကြပါစေရကြပါစေပေါက်ကြပါစေเนาะကျွန်တော်เนาะငကိုတွေကအားပေးနေတဲ့ကိုရီမားတွေအားလုံးရောအခုမှမြင်လို့အားပေးတဲ့ကိုရီမားတွေအားလုံးရောเนาะစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နေကြပါစေเนาะလူဝင်စနာတွေလည်းတုံးတော့ပြည့်ဝနိုင်ကြပါစေလို့ကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကိုစုံမကောင်းတောင်းဝေပါတယ်เนาะဒီထက်မှကျွန်တော်ရဲ့အသက်ကြီးရဲ့ကိုရီမားတွေအားလုံးရောအသက်ငယ်တဲ့ညီငယ်မောင်နှမအားလုံးရောเนาะအားလုံးပဲစင်မြေကြပါစေရကြပါစေပေါက်ကြပါစေကိုရှမ်းဘက်ကတော့ကျွန်တော်ချင်းမိတ်ဆွေကိုကြီးမာကြီးအားလုံးကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပါတယ်เนาะအဲ့ဒါကျွန်တော်လည်းမူသားစကားမပြောတတ်ပါဘူးကိုရီမာတွေအားလုံးပဲကျွန်တော်အကောင်းဆုံးဖြစ်အောင်အစွမ်းကုန်ဖြစ်အောင်ကူညီပေးတဲ့ကိုရီမာတွေအားလုံးကိုเนาะကျွန်တော်ကမ်ပိန်းရင်တော့အဆင်ရမယ်ပေါ့မယ်ဗျာเนาะကဲမနေ့ဖြစ်မှာ
မနက်ပိုင်းကျွန်တော်ခဏထွက်ခဲ့ရင်ညနေစီကိုလိုက်လှည့်ပြပါမယ်ကျွန်တော်ညနေစီဘယ်ချိန်လွှင့်လဲဆိုရင်12နာရီ30 40လောက်လွှင့်ပြပါတယ်เนาะအဲကြောင့်ကျွန်တော်ဒီမနက်ပိုင်းမှာကျွန်တော်ခဏထွက်ခဲ့ရင်12နာရီ45မှာเนาะကျွန်တော်ရဲ့ live show လေးကိုတက်ကြည့်ပြပါเนาะကိုဒီမတွေအားလုံးပဲကဲအားလုံးပဲဘိုင်းပါဗျာเนาะမနက်ဖြန်မှာပြန်ဆောင်မယ်ကိုဒီမတွေအားလုံးပဲ